နေမှာငါသမီးကိုလှုပ်ကြွေးနိုင်တဲ့အရည်ချင်းပါရှိလေနင်ပေးနိုင်တဲ့အချစ်ဆိုတာကြီးကငါသမီးအတွက်ထမင်းဖြစ်မလားဘူးချက်နင်တကယ်ချစ်ရင်ငါသမီးဘဝတဲကထွက်သွားပေးပါမိုးဤဖခင်ဖြစ်သူထားမောက်ထိုးစကလုံးများသည်ချက်ကီအမျိုးသားမာနာကိုသာမကသူတို့၏အချစ်ကိုပါအဆဆအရာရာရိုက်ချိုးပစ်ခဲ့သည်မိဘဤဖီအားမွေးကြီးနှင့်ခုံပကာသနာအဆင့်အတန်းကွာဟားချက်များကြားတွင်မိုးတယောက်ငိုယိုခါရုန်းကန်ခဲ့တော်လေအရာမထင်ခဲ့ပြီချက်တီမိုး၏အနာဂတ်ကိုမဖြတ်စည်းခြင်းတော်သဖြင့်ရင်ဘတ်တစ်ခုလုံးဓာတ်နဲ့မွန်းတယ်လို့ခံစားရတော့လေအဝေးဆုံးကိုထွက်ခွာသွားရန်ဆုံးဖြတ်ခဲ့သည်ကိုမောင်းလိုက်ပါမို့ဒါမှမိုးရှိဆက်ရလွယ်မှာထိုညကချက်ပြီးခဲ့သောစာတိုလေးတစ်စောင်နဲ့အတူသူဒီမိုးဤဘဝတွေကအဖြီတိုင်းပြောက်ခွေတော်ခဲ့တော်သည်ကြံရစ်ခဲ့တဲ့မိုးကတော့နှလုံးသားတစ်ခုလုံးစုပ်ပြတ်တက်လျက်တန်းတာခြင်းများစွာဖြင့်အပိုင်းသုံးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိချင်ပါ